ချစ်မိချစ်များအားလုံးမင်္ဂလာပါရှင်24ရက်17လမှ30ရက်17လ2025တပတ်တာတနင်္ဂနွေသားသမီးချစ်မိစုရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တနင်္ဂနွေသားသမီးချစ်မိစုဒီတစ်ပတ်မှာအလုပ်ကိုင်နေလုပ်တဲ့အခါလုံမကိုင်ပါတွေဖြစ်တဲ့ဒီငွေရင်းနှီးမြှုပ်နှံမှုတွေမြုပ်နေပြီးတော့ပြန်မပေါ်လာမျိုးတွေကြုံရတဲ့ဒီအလုပ်နဲ့ပတ်သက်ပြီးတော့စိတ်ဖိစီးမှုအများများပြီးတပတ်တာလို့တွေ့ရပါတယ်တန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိပါတယ်ဝင်လာဖို့ဆိုတာမိမိရဲ့ကိုယ်ပိုင်ဘဝရဲ့တော့အခြားသူရဲ့တန်မိုးကြီးပစ္စည်းမိမိကိုလာပြီးတော့အနံထားတာမျိုးဒီလိုလေးလေးကြုံရဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းသင်းတွေရဲ့အကူအညီထောက်ပံ့ကောင်းတွေရဖို့ရှိပါတယ်ဒါအပြင်ဆရာသမားတွေရဲ့ပံ့ပိုးကူညီမှုအထောက်ပံ့ကောင်းပေးမှုအကြံဉာဏ်ကောင်းပေးမှုဒါလေးလည်းရရှိစေပါပဲဖြစ်ပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမိမိစိတ်တိုင်းကြဖန်တီးနိုင်ပဲဒီမှာပါတယ်မိမိဖြစ်ချင်တဲ့ပုံစံအတိုင်းအဝင်ခွင်ကြဆင်ပြေသွားမယ်လို့လည်းတွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့ဆွေမျိုးတွေထဲမှာအလှအကြီးတစ်ခုလုံးဝလိမ့်မယ်အဲ့ဒီအလှမှာမိမိသွားလိုက်တဲ့အခါနမိတ်ကောင်းမွန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေးကြီးကိစ္စလေးတွေစကားပြောဆိုမှုတွေအောင်မြင်စေမယ်တပတ်တာလို့မြင်ပါတယ်ရန်အနေနဲ့တိုက်ခိုက်ရှိတဲ့ view site ပါနော်မိမိအပေါ်မှာအမြင်မကြည့်တဲ့သူတွေနောက်မိမိအပေါ်မှာအမြင်ကိုစောင့်ကြည့်ပြီးတော့မှကိုယ့်အပြစ်ကိုလိုက်ရှာနေတဲ့သူတွေရှိနေပါတယ်ဒါကြောင့် view site ပါနော်အခြေအနေနဲ့ပတ်သက်ပြီးတော့ညနာပွင့်လန်းမီလူချစ်လူကဲပေါ်မီမိမိချစ်သူနဲ့မိမိရဲ့ကြားထဲမှာလည်းပဲကြီးကဲသူတွေရဲ့ကူညီမှုထောက်ပံ့မှုတွေကြောင့်အခြေအနေမှာပို့ပြီးတော့ကျင့်တဲ့အထိစိတ်ချမ်းသာတဲ့အထိကိုတွေ့ရပါတယ်ဒါအပြင်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်ကလုပ်ငန်းကိုင်ငန်းတွေနောက်ငွေကြေးကိစ္စလေးတွေဒါလေးတွေမှာတည်င်းကောင်းကြတတ်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ချူချာမေး view site ပါနော်အထူးသဖြင့်မိမိခန္ဓာကိုယ်လည်းမအီမသာဖြစ်နေတာမျိုးလေးလံထိုင်းပိုင်းတာမျိုးဖြစ်တတ်ပါလေအေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူးဘာကြောင့်လဲဆိုတော့အလုပ်ကိုင်နဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းလေးတွေမရရှိတဲ့အခါမှာမိမိအနေနဲ့လုံးရကန်ရခက်ခဲစီတဲ့အရာလေးတွေကိုတွေ့ရပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မိမိရဆရာရှိတဲ့ငွေကြေးလေးတွေဝင်လာမယ်တို့တော့မိမိကပေးရန်ရှိတဲ့ငွေကြေးကိစ္စလေးတွေကြတော့အပြည့်အဝနဲ့မပေးနိုင်တာမျိုးလေးတွေဖြစ်တတ်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ကိုပိုင်ဆရာကိုခြုံငုံပြီးကြည့်လိုက်တဲ့အခါကိုဒီအလုပ်တွေလှုပ်ဆောင်တဲ့အခါမှာငွေကြေးစကားပြောဆိုတဲ့အခါမှာမပြီးဖြတ်ဖက်နေတိုးလိုတန်းလန်းလေးတွေနဲ့ဒီလိုဖြစ်သွားတဲ့အရာမျိုးလေးတွေဆိုရင်ကိုယ့်ဘက်ကအရေးနေတာနောက်ပြီးတော့ကိုကပြောရေးဆိုပဲမရှိတော့တာဒီလိုလေးကြုံရတတ်တယ်ဒါကြောင့်မို့လို့မိမိအနေနဲ့ပြီးပြတ်အောင်ပြောဆိုပြီးတော့ပြီးပြတ်အောင်လုပ်ကင်လိုက်တယ်ဆိုရင်တပတ်တာလုံးအဆင်ပြေပါချစ်မိချစ်များအားလုံးမင်္ဂလာပါရှင်24ရက်17လ2025မှာ30ရက်17လ2025တပတ်တာတနင်္လာသားသမီးချစ်မိစုရဲ့အလုပ်ကိုင်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တနင်္လာသားသမီးချစ်မိစုအလုပ်နဲ့ပတ်သက်ပြီးတော့ရံများခြင်းပြဿနာဖြစ်ချင်လို့မြင်ပါတယ်တန်ဖိုးကြီးသောပစ္စည်းတွေထွက်တတ်ပါတယ်အတိုက်ခံလေးတွေပြောဆိုရတာမျိုးလေးကြုံရတတ်ပါတယ်မိတ်ဆွေပေါင်းသင်းရဲ့ကူညီထောက်ပံ့မှုပံ့ပိုးမှုတွေရဖို့ရှိနေပါတယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအဆင်ပြေမေးအိမ်ကိစ္စအစီအစဉ်လိုက်တိုင်းပါလေအောင်မြင်စီမေးမိမိပြောစကားတွေအောင်မြင်ပါလိမ့်မယ်ဆွေမျိုးသားချင်းစီကကူညီကောင်းထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်ရန်အန်ရီလုံးဝမရှိတဲ့အပြင်ချစ်သူခေသူပေါများပါမယ်တပတ်တာပါဒါအပြင်ငွေရင်းနှီးမြှုပ်နှံပြီးတော့လုပ်ငန်းနဲ့ပတ်သက်တဲ့အရာလေးတွေပေါ်လာစေမဲ့တပတ်တာလို့တွေ့ရပါတယ်ဆိုးွားတဲ့အတိုက်ခိုက်တွေမရှိဘူးချစ်တဲ့သူခင်တဲ့သူပေါ်တွေအဲ့တော့အခြေအနေနဲ့ပတ်သက်ရင်လည်းပို့ပြီးတော့မျက်နှာအရန်ပွင့်လန်းနေတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်သားသမီးတွေနဲ့ပတ်သက်တာဒါမှမဟုတ်ရင်သားသမီးဟုတ်တဲ့သားသမီးတွေစီကနေပြီးတော့အကျိုးကျေးဇူးပြန်လဲပြီးတော့ကျေးဇူးဆက်တာလေးတွေရရှိစေမဲ့တပတ်တာပါအေးချမ်းမှုငြိမ်းချမ်းမှုမတွေ့ရသေးဘူးမိမိအနေနဲ့ဘယ်အရာလေးပဲလုပ်လို့အမြဲအပူတပြင်းနဲ့စိတ်မောလူမောလုံးဝပဲတပတ်တာလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်အာယုကျော်အားနေပါတယ်ပြုဆိုင်ပါနော်ကံနဲ့ပတ်သက်ပြီးတော့ကံအားလောကောင်းပါတယ်ထီတိုးကန်ဆန်းတင်နေဆိုရင်တော့3ရက်တလုံးထီတိုးကန်ဆန်းလိုက်ရပါတယ်ငွေကြီးနဲ့ပတ်သက်ပြီးတော့ရစရာရှိတဲ့ငွေကြီးလေးကြံ့ကြမယ်မိမိကနေပြီးတော့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လဲပတ်တဲ့ငွေကြီးကိစ္စလေးတော့ပြောရဆိုရတာလေးတော့အဆင်ပြေပါလိမ့်မယ်အားလုံးနဲ့ပတ်သက်ပြီးပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိရဲ့ရက်ွက်ထိမိမိရဲ့လမ်းထဲမှာနာရီတည်းတစ်ခုကြားတပါတယ်
မိမိကတော့တင်းချိုင်းပြည်နေခြင်းအာတုပပို့ခြင်းကိုရှောင်ပါဒီတော့တနေ့လာသားသမီးချစ်မိတ်ဆွေအတွက်ကံတောက်ပံဖြစ်စေတဲ့ရရာကောင်းလေးပေးချင်ပါတယ်တနေ့လာသားသမီးချစ်မိတ်ဆွေမိမိနေငါဖျားမှာနွားနို့တူတန်းချင်းဖြင့်ခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားပြီလို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအားလုံးမင်္ဂလာပါရှင်24ရက်17လမှာ30ရက်17လ2025တပတ်တာတောက်ကြသားသမီးချစ်မိတ်ဆွေရဲ့လောက်ကိုင်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်တောက်ကြသားသမီးချစ်မိတ်ဆွေအလောက်ကန်အရန်ကောင်းနေလုပ်ငန်းတူချင်ရမယ်အယောင်းဝယ်ပြီးပြောရေးဆိုတာကိစ္စမှာရောင်းပန်းဝယ်ပန်းပွင့်လန်းစီမဲ့တပတ်တာပါတန်မိုးကြီးသောပစ္စည်းဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတင်ရဲ့ကုညီမဆမှုထောက်ပံ့မှုတွေရဖို့ရှိတယ်ဒါပြင်ခရီးတွေသွားမယ်ကောင်းသောသွားခြင်းလို့မြင်နေအိမ်ထဲပတ်သက်ပြီးတော့အလှူဒန်းတွေများစွာလုပ်ရမယ်မိမိအိမ်မိသားစုမှာလည်းပဲပျော်ရွှင်စရာကြည်နူးစရာတွေကြုံရတတ်တယ်ဆွေမျိုးသားချင်းစရာတွေပြီးတော့အထောက်ပံ့ကောင်းငွေကြေးကုညီကောင်းလေးတွေရဖို့ရှိနေပါတယ်ရန်အနေတိုက်ခိုက်ရှိတဲ့တတိထားပါနော်ချီးနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့လမ်းခွင့်ရမယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးမှာစိတ်ကုန်စိတ်ပြတ်တာမျိုးကြုံရတတ်တယ်ကျမကြီးနဲ့ပတ်သက်ပြီးတော့စိုးချိုးလုံးဝမရှိပါဘူးရှင်ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်နည်းတယ်သို့ပေမဲ့ဖြစ်မနေထီတိုးကန်ဆန်းခြင်းနဲ့ဆိုတော့6တလုံးထီတိုးကန်ဆန်းလို့ရတယ်ငွေကြီးလက်လာပါတွေရှင်လန်းပွန်လန်းစီမဲ့တပတ်တာပါအားလုံးနဲ့ပတ်သက်ပြီးတော့ပူပွဲစရာချုံငုံပြီးကြည့်လိုက်တဲ့အခါမိမိတွေနဲ့သွားတာလာတာလေးတွေကိုထူးပြီးစိုက်စီချင်ပါတယ်အဲ့တော့တောက်ကြသားသမီးချင်းမိတ်ဆွေအတွက်ကံတောက်ပတ်ဖြစ်စေတဲ့ရရာကောင်းလေးပေးချင်ပါတယ်တောက်ကြသားသမီးချင်းမိတ်ဆွေခွေးစာများများကျွေးပါယခုလိုကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်ချစ်မိတ်ဆွေများအလုံးမင်္ဂလာပါရှင်24ရက်17လမှာ30ရက်17လ2025တပတ်တာစနီသားသမီးချစ်မိတ်ဆွေရဲ့လောက်ကန်ကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်စနီသားသမီးချစ်မိတ်ဆွေအလောက်ကန်တွေရန်ကောင်းမယ်ပြောရေးဆိုရာကိစ္စအဝဝအောင်မြင်စေမယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မိမိကသာလေအရေးပါအရာရောက်လုပ်ပိုင်ခွင့်တွေရရှိစေမယ်တပတ်တာပါတန်မိုးကြီးသောပစ္စည်းတွေဝင်လာဖို့ရှိနေပါတယ်မိတ်ဆွေပေါင်းတဲ့ပတ်သက်ပြီးတော့ပူပန်ရတာစိတ်ညစ်ရတာဒီလိုလေးကြုံတွေ့ရပါလိမ့်မယ်အိမ်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေနောက်ဆန်တင်ရတတ်ပါတယ်ဆွေမျိုးသားချင်းအောက်လက်ငယ်သားစီမှာတရင်ကောင်းဆက်တယ်ကောင်းတွေကြားဖို့ရှိနေပါတယ်ရန်အနေနဲ့အတိုက်ခိုက်လုံးဝမရှိပါဘူးတို့ပေမဲ့တွားနေလာတဲ့အခါတော့တတိလေးထားစီချင်ပါတယ်ချီးနဲ့ပတ်သက်ပြီးတော့မျက်နှာပွင့်လန်းမေလူချင်းတူခင်ပေါ်မေအိမ်တော်ကြီးနဲ့ပတ်သက်ရင်အေးချမ်းသာယာစေမယ့်အိမ်တော်ကြီးပါကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးကျိုးလုံးဝမရှိပါဘူးရှင်အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဖြစ်ဖြစ်မိမိကဘယ်နေရာလေးမှာပဲဖြစ်ဖြစ်မိမိကိုယ်တိုင်ပါဝင်ပြီးလှုပ်ဆောင်ပေးရမယ့်အရာလေးရှိတဲ့ကြောင့်မအေးချမ်းသေးဘူးလို့တွေ့ရပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ကံအားအလွန်ကောင်းပါတယ်။ထီတိုးကန်ဆန်းခြင်းနဲ့ဆိုရင်9ရေ9ရေပါတဲ့နံပါတ်တွေကိုထီတိုးကန်ဆန်းပေးပါ။ငွေကြေးလက်လာပါတွေတပတ်တာရှင်လန်းပွန်လန်းစီမယ်မြင်ရပါတယ်။အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကျွန်တော်ပြီးကြည့်လိုက်တဲ့အခါမိမိကိုအခြားသူတွေကနေပြီးတော့ယုံကြည်အားကိုးခြင်းလေးစားခြင်းကိုရရှိစေမယ့်တပတ်တာပါဒီတော့စနေသားသမီးချစ်မိတ်ဆွေအတွက်ကံထောက်ပံ့ဖြစ်စေတဲ့တရားကောင်းလေးပေးချင်ပါတယ်စနေသားသမီးချစ်မိတ်ဆွေမိမိနေငါဖျားမှာကြောက်ကြောတပကံလှူဒန်းခြင်းဖြင့်ခက်ခဲနေသောတပတ်တာအလုံးစုံပြည်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်